မင်္ဂလာပါခင်ဗျာဒါဒီခါပေါ့နော်ကျွန်တော်တို့တစ်ခါပေါ့နော်ဒီကိုတယောက်ကမေးထားရပေါ့နော်ဒီ TikTok FAQ ပေါ့နော်ဘယ်လိုဖြည့်ရှင်းလဲပေါ့အဲ့ဒီလမ်းလေးကျွန်တော်မေးထားရပေါ့နော်အခုကျွန်တော်ဒီဗီဒီယိုလေးကိုဒါတင်ဆက်ပေးရဆိုတာပေါ့နော်အခုဖုန်း10လုံးမှာပေါ့နော်9လုံးနီးပါးလောက်ကပေါ့နော်ဒီ TikTok FAQ ပြန်ရနေဆိုပြီးတော့ပေါ့နော်ဒါသိရရပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းပြီးခဲ့တဲ့ရက်တည်းကကျွန်တော်ပြန်ရရပေါ့နော်ကျွန်တော်ကဒါလောဘကြီးပေါ့ဒီနကိုရှိတဲ့ဒီမွေးရင်းတစ်ကောင်းရယ်နောက်ကျွန်တော်ဂျူရယ်မှာပေါ့နော်တွားပြီးဝင်လိုက်တဲ့ခါကျတော့ကျွန်တော်ဒီနကိုမွေးရင်းကောင်းပြန်ပြီးတော့ပေါ့နော်FAQ ပြန်ထိသွားရပေါ့နော်အဲ့တော့သူကဟိုပေါ့ဒီတိတ်ပြီးအမားမခံဘူးပေါ့နော်သူကဒီရပြီရှိဆိုရင်တော့အမားမခံဘူးပေါ့နော်အဲ့တော့ဒီဘယ်လိုလုပ်ရမလဲဆိုတော့ပေါ့နော်ပထမဆုံးကျွန်တော်တို့ဒီ VPN လေးကိုဖြုတ်မယ်ဒီကိုခဏတာ VPN လေးပေါ့နော်ကိုခဏဒီ VPN ကိုဒါပထမဆုံးဖြုတ်မယ်ဖြုတ်ပြီးတော့ဒီလိုပေါ့နော်ပထမဒါဆိုကျွန်တော်မှာခံထားရပေါ့နော်ခံထားဒီလို VPN လေးကိုဖြုတ်ပေါ့နော်ဖြုတ်သွားပြီဆိုရင်ဒီ TikTok account လေးတဲ့ပေါ့နော်ဘယ်နှ99358မှာပါခင်ဗျာ လေးပါလေးပါ လက်ပြန်ကိုငါချစ်သူပြင်ငါ့ကိုတနားရီလောက်tiêuဆောင်လို့ကွာ 2မိနစ်လောက်လဲဆိုတော့အနည်းဆုံး3မိနစ် တိုက်ရ ပေါ့နော်ဒါ ကောင်းမှုမကောင်းမှုလုပ်တဲ့ဟာတွေကိုပြတ် ပြီးသွားပြီပြန်ထွက်လိုက်ပေါ့နော်အလဲကောင်းနဲ့ထွက်လဲရရနော်ဒါကိုစင်ပြေလို့ဒါဘက်လေးပြန်ထွက်လိုက်ပေါ့နော်ပြန်ထွက်ပြီးပြီဆိုရင်ဒါကျွန်တော်တို့ဒီကိုသုံးနေကြဒီ VPN လေးနဲ့ပေါ့နော်ပြန်ပြီးတော့ VPN ကိုပြန်ပြီးတော့ခံမယ် VPN ပြန်ခံပြီးတော့ပေါ့နော်ဘာလို့ရမလဲဆိုတော့တစ်ခါတန်းပြီးတော့ဒီထဲကိုပြန်ဝင်မယ် အဲ့တော့ခင်ဗျားလည်းကိုစီစဉ်နဲ့ကိုသွားလိုက်တော့ ပုံမှန်တိုင်းဒါယူရင်တော့ရပြီပေါ့နော်ဒီမှာကျွန်တော်တို့ဒါတစ်ခါတန်းပြီးတော့ယူလို့ရပါပြီလိုလေးတန်းယူရင်ရပြီပေါ့နော်ဒါကျွန်တော်ကတော့ဒါပထမကျွန်တော်ရနေရပေါ့နော်ရနေကျွန်တော်ဒါဒေါဘကြီးသွားပေါ့နော်ဟိုဘက်ဒီဖုန်းနဲ့ဒီဖုန်းတစ်လုံးထဲမှာကျွန်တော်နှစ်ကောင်ပွားထားဆိုပေါ့နော်ဒီယူရအကောင့်နဲ့ကျွန်တော်သွားပြီးတော့ဝင်လိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကျွန်တော်ကဒီပြန်ပြီးတော့ယူလို့မရဘူးဖြစ်နေပါပေါ့နော်အဲကြောင့်ကျွန်တော်ကတော့ဒါ setting reset ပြန်ချပြီးတော့ပြန်ပြီးတော့ဒါ account တစ်ခုတည်းပဲပြန်လုပ်ထားရဆိုတဲ့သဘောပေါ့နော်ကျွန်တော်လုပ်ထားတာပေါ့နော်ဒါမစ်စီရိုကတော့ဒါအဲ့ပုံစံတိုင်းလေးယူရင်ရပါတယ်ပေါ့နော်ရပြီဆိုရင်အခုဒါတစ်ခါတည်းပေါ့နော်ဒါစတိုက်ပြန်ရနေဆိုတဲ့သဘောမှရှိရပေါ့နော်ဟုတ်ကဲ့အဲ့တော့တချို့ကျတော့ဒီ test တွေမပါဘူးပေါ့နော်ဒါဘယ်လိုခေါ်ရမလဲမေးရသူတွေတော့ပေါ့နော်တစ်ခါပြပြမယ်ပေါ့နော်ဒီ test တွေဒါပေါ်တဲ့ဟာကျတော့ဒါပြောမှဆိုရင်တချို့ကောင်းကြလဲတစ်ခါတည်းတန်းပြီးပေါ်တာရှိရပေါ့နော်တချို့ကောင်းကြလဲမပါဘူးပေါ့နော်မပါဘူးတချို့ခုဆိုရင်ဒါကျွန်တော်ကောင်းဆိုရင်ဒါကြောင်ရုံလေးမပါဘူးပေါ့နော်ဒီကြောင်လေးပါထားဆိုရင်ပို့ပြီးတော့အဆင်ပြေပေါ့နော်အဲ့ဒါကျတော့ဒီပေါ်ပြီးရဒီ service သမားကြီးရှိရပေါ့နော်သူတို့စီမှာဒါ service လေးတွားပြီးတော့300 500စသရှိရပေါ့နော်ဒါကျွန်တော်ကတော့ service မပေးပါဘူးပေါ့နော်ဒီကျွန်တော်ဒီပေါ်တဲ့ဒီ test အတိုင်းဒါပေါ်ခြင်းလဲဆိုရင်တော့ဒါကျွန်တော်စီမှာဒါပေါ်ခြင်းတော့ရရပေါ့နော်အဲဆိုရင်တော့ဒီ comment လေးမှာရေးပြီးရင်ကျွန်တော်ဒါပြန်ပြောပြမယ်ပေါ့နော်မစ်ဆူကတော့ဒါပြောမှဆိုဒီတန်းကြောင်ရုံလေးတွေပါတယ်ချိုးကြတော့ပေါ့နော်တနေ့တော့ဒါအများကြီးရတဲ့သူရှိရပေါ့နော်200 300ရတဲ့သူရှိရပေါ့တရက်ထင်းနေပေါ့နော်ဒီကြောင်ရုံလေးကပို့ပြီးအဆင်ပြေရပေါ့နော်အဲ့လိုရတဲ့သူမှာဒါတော့ပေါ်ရင်တော့ပို့ပြီးအများကြီးရတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီတို့မျိုး test သူတို့ကိုဒါကိုယ့်ရဲ့ဒီ Gmail နဲ့ဒါကိုယ့်ရဲ့ချိုးကြလဲ password တောင်းနေပေါ့နော်ချိုးကြလဲဒီ TikTok ဒီ password လေးပဲတောင်းနေပေါ့နော်ပေးလိုက်ပြန်ဆိုရင်တို့ကဒီ account လေးတွေကိုဝင်ဒီတက်အစုံပါတဲ့ account လေးတွေကိုဝင်ပေးလိုက်တာနဲ့ဒါကိုယ့်ရဲ့ဖုန်းကိုယ့်ရဲ့ဒီ account မှာလည်းပဲ test တွေအစုံပါသွားမယ်ပေါ့နော်တရားစာပဲသူကရတာပေါ့နော်ဒီနေ့ပေါ်ရဲဆိုရင်ဒါဒီနေ့စာတနေ့စာပဲကိုသူကပေါ်တာပေါ့နော်မနေ့ပြန်ကြရင်ဒါဒီ test တွေ automatic ဒါပြန်ပျောက်သွားမှာပေါ့နော်အကယ်လို့မနေ့ပြန်လည်းထပ်ပြီးတော့ပေါ်ခြင်းနေဆိုရင်ထပ်ပြီးတော့ဒါ test ထပ်ပေါ်မှာဒါဒီရမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီပြောမှဆိုရင်တော့ဗျာဒါပြောစီတချို့ကြောင့်လည်း original ဒါကန်နဲ့ဆိုင်တာပေါ့နော်တချို့ကောင်းကြလည်းဒါဖွင့်တာနဲ့ original တန်းပါလည်းရှိရပေါ့နော်တချို့ကောင်းကြလည်းမပါဘူးပေါ့နော်ဒါတချို့ကြလည်းဖွင့်ပြီးတပတ်တော့နေမှာပေါ်လာလည်းရှိရပေါ့နော်ဒါတော့ကိုယ်ကန်နေပဲဆိုင်တာပေါ့နော်မပေါ်ရင်တော့အဲ့လိုမျိုးနည်းနဲ့ပေါ်လို့ရပါတယ်အခုတော်တော်များဒါ FAQ လွတ်နေဖြစ်တဲ့ကြောင့်မလို့ဒါကျွန်တော်ဒါစေတနာနဲ့ပေါ့နော်ဒါတစ်ဆက်ပေးလိုက်ရဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးတွေကိုကျွန်တော်ဒီ channel လေးကိုလည်းပေါ့နော်ဒါ subscribe မလုပ်ရသေးဆိုလို့လုပ်ပေးဖို့လည်းအကြံပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်